တော်တိုင်းကတအားတိတယ်အဲ့ဒီဓာမီတိုင်းမှာအပြားကြီးပဲသူတို့ဒီမှာတရားဆောက်နေတာသူတို့ကြည်နေကြတာလေဓာမီတိုင်းမှာနာပြီးတော့အဲ့ traffic light မှာသူတို့ကြည်ပြီးတော့ကြည်ကြတယ်အဲ့လိုတရားကြီးဆောက်နေတယ်ဆိုတော့လေဒီတရားပေါ်မှာမမောင်းနဲ့ဒီတိုင်းမဲ့အလားကြည်တွတ်ကြောင်းဆိုတဲ့အကြောင်းကိုပဲစဉ်းစားပြီးကြည့်အဲ့ဒါမချီကန်ကို direct သွားတဲ့တရားဆိုတော့လေကက်ကလေးတွေဟာမနာတော့အခုဖြတ်ပြန်ဖွဲကနေဆိုတော့လေအဲ့မနဲ့ငက်ကလေးတွေမှမဟုတ်တာနားနေကြတယ်အပြည့်ပဲကြည်နေတယ်သူတို့对了，ဒီတောက်လျှောက်ဓာမီတိုင်းမှာအကုန်နားနေကြတယ်စူးလိုက်ပြင်တရားကြီးဆောက်တော့ကြီးဒီတရားကြီးကတကယ်တော့မလိုဘူးဆောက်เสียဒါပေမဲ့အဲ့ဒါပဲလေ contraction ကသူတို့ဆောက်ကြတယ်အဲ့ဒီတရားတကယ်တမ်းမလိုပဲနဲ့လဲဆောက်တယ်လူတွေကလည်းနောက်တက်မောင်းကြမှာပဲလေထုံးတယ်ကတွားပြီးသွားစရာမလိုတော့ဘူးမြေကြီးအောက်ကနေတရားကနေပြီးတော့ direct ဝင် direct ထွက်ပဲအဲ့လိုဟောရထုံးတယ်ကသွားနေဇက်ကသွားမချီကန်ကိုလေထုံးတယ်ကိုသွားလိုက်ထုံးတယ်ကအောက်ကသွားလိုက်နိုင်ရန်ကကြော်တဲလိုက်မြေကြီးအောက်ကတွားဝင်လိုက်အလုပ်ရှိုက်တယ်တွားနေစရာမလိုဘူးတရားပေါ်ကတွားတရားဝင်ဟုတ်လားတရားမှာတရားပေါ်ကတွားလာပြီးတော့လီကိုလေးနောက်ဆိုကျုပ်မီးထားလိုက်စီးမယ်ဒီကိုလာအဲ့ဒီကိုလာဒါရောနောက်မီးပြမနဲ့ကျုပ်အေရှားကပြန်လာပြီးအမေရိကမှာကျုပ်မီးထားမဟုတ်ပါဘူးဘတ်ကားလိုက်စီးအမလေးကျုပ်ငေးပြီးတော့လေငိုက်ဆိုင်ဖြစ်သွားတယ်ခါတွေကလည်းနာလိုက်တာလူမမာဖြစ်သွားနလန်မထူနိုင်ဘူးဖြစ်သွားတာနလန်မထူနိုင်ဘူးဖြစ်သွားတယ်ဘတ်ကားလိုက်စီးတာအခုလည်းဘတ်ကားလိုက်စီးမယ်ပေါ့မီးထားလေးစီးပြီးတော့ဒါမှမဟုတ်နောက်ဆုံးကိုကားနဲ့ပဲကိုရှောက်သွားကားကိုပြတ်ထားပြီးတော့ကားကိုထားခဲ့ပြီးတော့မီးထားတွေဘတ်ကားတွေလိုက်စီးမယ်ဆိုပြီးတော့ရည်ရွယ်တယ်အာယူတယ်အဲ့လိုမျိုးပေါ့နော်ဘာရပါနောက်ဆုံးကားနဲ့ပဲမောင်းပြီးရှောက်သွားစီကူလေးတွေပီဇာကျွေးတော့ပီဇာရေစားတယ်သူတို့ရေတောက်မှာပေါ့ပီဇာကစားပြီးရေတားစားတယ်စီကူလေးတွေအတွက်အတော်ပဲပေါ့ဒါတော့ကျုပ်ကတအားမကျွေးဘူးအခုသူတို့ပီဇာတပြားလောက်စီကူလေးတွေကျွေးတယ်ဆိုတော့တကောင်ကိုsausage 3 ချောင်းနီးပါးစာလောက်ရတယ်ဆိုရင်သူတို့ရေတောက်မှာနဲ့ဆိုရင်အမလေးရေတားစားရေတားစားစီလေးတွေအနာရေစာကိစ္စမရှိဘူးလေ
စီဦးလေးတွေရေစားရဟိုမှာရေရှိတယ်လေဒီမှာရေကန်အဲ့ရေကန်အရေတုန်းကကြောက်သွားထိုင်တယ်ရေတုန်းကဆိုအဲ့ရေကန်ရဟိုးတောင်ထိပ်လေးပါတက်ပယ်အောက်မှာထိုင်ဟိုကြည့်ကြည့်အခုမရောက်တာတအားကြာပြီအဲ့ဒီမှာငှက်ပေါင်းစုံပြိုင်းလဲရှိတယ်အဲ့ရေကန်ထဲမှာလေဘဲရင်ပြန်နေလေကောရင်ပြန်လေဘဲရင်ပြန်ကောရင်ပြန်နေရှိတယ်ဘဲရင်ပြန်နေကောရင်ပြန်နေအဲ့ဒီမှာတက်ကိုင်းတက်ခဲမှာနားတယ်ပန်းကြံထဲမှာဆိုတော့လေအဲ့ဒီကမှသူတို့ကြီးဆိုင်ရီတော့ဒီကံကကြီးတယ်အဲ့မကြီးအိုးပဲဘဲပြန်နေရလဲအဲ့ဒီထဲမှာဟာချိပါတယ်